ဆောင်းလေးမနက်ခင်းမှာဆာကူရာမြို့ကြီးရတော့နင်းနဲ့ဖောင်းသွားနေပါရက်ဒီလောက်နင်းနေနဲ့ထူထပ်နေရမှာတမျိုးလုံးထူထပ်နေရမှာလို့မိနီတရားဆောင်းပုံနဲ့မထနိုင်ဖြစ်နေပါရက်ဆိုတော့မိနီဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့စောင့်ကြည့်လိုက်ရအောင်အမလေးအဲ့လိုလည်းမရပါဘူးဟဲ့ဒီလောက်အေးဆက်နေရပဲဒီလောက်အေးဆောင်းလို့ဆိုဒီရာဒီပဲဖြစ်ရအမလေးငါတို့မျိုးလည်းပဲကြည့်အောင်ငါ့ရဲ့ channel ပဲနေနေတာဖုံးသွားနေပြီဟဲ့တော့လည်းပါပဲတော်တဲ့အကြောင်းအပိတ်ထားလို့မဟုတ်ဘူးငါတော့သူမျက်နှာတည့်အောင်မယ်အမလေးရေရလေးအေးလိုက်တာမျက်နှာတက်ပြီးပြီဆိုတော့အဲ့အရှိ channel မှာနင်းနေတော့ရှင်းလိုက်အောင်မယ်ငါရဲ့တက်ပင်လေးတော့ပါပြီဟဲ့ရှင်းလို့လည်းမလာဘူးဟေးထပ်ရှင်းရင်လည်းပဲအဲ့နင်းနေထပ်ပုံးမှာတော့ပြီဟဲ့မရှင်းတော့ပါဘူးအဲ့လိုလေမီနီလေးပဲအိမ်ထဲဝင်ပြီးမှမီးဖုန်နေပါမီးလေးလည်းမထိုင်ပဲအမလေးဟဲ့အခုမှမီးရတော့ဘူးပူစီလေးအိမ်နေရပဲသူကအချမ်းလို့တပတ်မှလည်းပဲကလေးနှစ်ယောက်ကဆင်မြဲလိုက်တဲ့စောင့်နေပါရက်စောင့်နေနေသူ့ရဲ့ဘေးနဲ့စောင့်နေတဲ့ကောင်လေးကသူပြောပါတယ်ဟာငါဘာပဲလဲအဲ့အညွှန်းရတော့ယူလိုက်အောင်မယ်နော်နင်ခဏဒီမှာစောင့်နေโอเคမြင်ပြန်လာခဲ့နော်အေးငါအမြင်ပြန်လာခဲ့မယ်ဟူးငါသူ့ကိုနည်းနည်းခုံမထိုင်ပြီးမှစောင့်နေမယ်အဲ့ဒီချိန်မှာဘယ်မှမသိရဲ့အန်တီကရောက်လာပြီးမှဒီလိုပြောပါတယ်ဟဲ့ကလေးမလေးငါလာလားအန်တီကဘယ်ကနေဘလို့ရောက်လာလဲကျမအရင်ပြောငါကဟိုးရနေမရောက်လာဒါနဲ့ငါလာအမေကသမီးကိုပြောဘူးလောကမှာတဲ့ကျွန်လာရဲ့သူပဲရှိရတယ်မလာရဲ့သူမရှိဘူးတဲ့ဒီတောက်ကလေးကဘာလဲလာပြောနေလို့ဒီရဟဲ့အဲ့ဒီမှာသူ့မှာပါလာကကြီးနဲ့လုတ်တပ်လိုက်ပါလေစကားမြောင်တတဘာလို့တော့ရတယ်မင်းဒါသူမင်းနေဒုက္ခနဲ့လာနဲ့တွေ့ရမယ်နောက်ကတလေးစငါတော့မေးရမယ်